တလားချိုပြက်ရင်ခန္ဓာကိုယ်မှာပြောင်းလဲလာမယ့်အရာ6ခုအခုခေတ်မှာအချိုရီတင်စာတွေကစားကျင်စရာကောင်းလောက်ပုံစံမျိုးမျိုးပြုလုပ်လာကြတော့နေတိုင်းချိုကမစားဖြစ်တဲ့နေ့ဆိုတာမရှိသလောက်ပါပဲကိတ်မုံပါမုံနေမှာလည်းတကြားတက်တွေအများကြီးပါပါတယ်အချိုတွေကိုလုံးဝမစားမအောင်ရှောင်လိုက်ရင်ခန္ဓာကိုယ်မှာဒီချက်တွေပြောင်းလဲလာပါလိမ့်မယ်နံပါတ်1အသားရည်ကြည်လင်လာမယ်နံပါတ်2အရေးအကြောင်းတွေလျော့နေလာမယ်နံပါတ်3နှုတ်ပြိုလာမယ်အချိုရည်လက်ဖက်ရည်နဲ့ကော်ဖီစတဲ့အချိုပါတဲ့အရာတွေကိုတလားတိတိရှောင်နိုင်ရင်တိတိတတ်နှုတ်ပြိုလာတဲ့မျက်နှာအသားရည်ကိုပိုင်ဆိုင်ပါလိမ့်မယ်နံပါတ်4ပေါ်ပါလန်းဆန်းမယ်နံပါတ်5ကတွင်းရှင်းလာမယ်အချိုတက်လုံးဝမရှိတော့တလိပ်ချွဲတွေလည်းမရှိပဲကတွင်းရှင်းပြီးနေလို့ကောင်းလာပါလိမ့်မယ်နံပါတ်6မျက်နှာသွဲလျလာမယ်အချိုတက်ကတစ်မျက်နှာကိုဖုံးရောင်စေပြီးအိုးစားစေတယ်အချိုပြတ်တာတလားကြရင်တော့မျက်နှာအသားရည်ကျင့်လက်သွင်းလျပြီးလှပလာပါလိမ့်မယ်တင်ရခုမှစားပြီးအချိုဖြတ်မဲ့သူဆိုရင်တော့ဒုံးတီဖြတ်မချဘဲနဲ့နည်းနည်းစီလျှော့သွားပါအချင်းကလက်ဖက်ရည်ကော်ဖီ2ခွက်တောင်းရင်နောက်ရက်ဒီမှာ1ခွက်ပဲတောက်ပါအချိုရည်နေတိုင်းတောက်ရင်လုံးဝမတောက်ပါနဲ့တော့အချိုတက်ပါတဲ့မုန့်တွေကိုလည်းလျှော့စားပါတဖြည်းဖြည်းကြာလာရင်လုံးဝမစားဘဲနေနိုင်သွားမှာပါ